ဒီနေ့မှာတော့အီရန်နိုင်ငံရဲ့အကြောင်းကိုလေ့လာသွားခြင်းပါတယ်။အီရန်နိုင်ငံရဲ့အကြောင်းဆိုလို့အခုဖြစ်ပွားနေတဲ့ဒီအစ္စရေးနဲ့လက်ရှိစစ်ပွဲအကြောင်းကိုမဟုတ်ဘဲနဲ့အီရန်နိုင်ငံရဲ့လက်ရှိဖြစ်ပေါ်မှုတည်ရှိမှုအနေအထားကိုကျွန်တော်တို့အတူတူလေ့လာသွားကြရအောင်ပါ။ကျွန်တော်အားလုံးကအီရန်နိုင်ငံလို့ခေါ်တယ်ဆိုပေမဲ့သူ့ရဲ့တရားဝင်နာမည်ကတော့အီရန်အစ္စလာမစ်သမ္မတနိုင်ငံတော်ဖြစ်ပါတယ်။ဘာကြောင့်ဒီအီရန်အစ္စလာမစ်သမ္မတနိုင်ငံတော်လို့ခေါ်လဲဆိုလို့ရှိရင်တော့အီရန်နိုင်ငံကဒီအစ္စလာမ်ဘာသာရေးအယူအဆတွေနဲ့အခြေပြုဖွဲ့စည်းထားတဲ့နိုင်ငံရေးစနစ်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လို့မို့သူဒီအီရန်အစ္စလာမစ်သမ္မတနိုင်ငံတော်လို့ခေါ်တာဖြစ်တယ်ပေါ့နော်ဟုတ်ပြီသူကသမ္မတနိုင်ငံတော်ဆိုတော့သမ္မတရှိလားဆိုလို့ရှိရင်တော့သမ္မတကရှိပါတယ်အီရန်နိုင်ငံမှာအဓိကအုပ်ချုပ်တဲ့လူ2ယောက်ရှိပါတယ်အဲ့ဒါကတော့သမ္မတနဲ့စပရင်းလီဒါဆိုတဲ့ဒီဘာသာရေးအထွတ်အမြတ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်အခုလက်ရှိအီရန်နိုင်ငံရဲ့သမ္မတကတော့မာဆော့ပါဆက်ကီရန်ဖြစ်ပြီးတော့ကျွန်တော်စပရင်းလီဒါကတော့ကျွန်တော်အားလုံးသိကြတဲ့အယာတိုလာအလီခါမေနီပဲဖြစ်ပါတယ်သူတို့ကခေါင်းဆောင်2ယောက်ဆိုပေမဲ့အဓိကတော့ဒီစပရင်းလီဒါဆိုတဲ့ဘာသာရေးအထွတ်အမြတ်ခေါင်းဆောင်ကပဲအဓိကဖြစ်ပါတယ်ဒီနိုင်ငံရဲ့အချုပ်အခြာအာဏာတွေကအစတခြားနိုင်ငံနဲ့စစ်တိုက်မယ်ဆိုတဲ့အဆုံးအဖြတ်တွေတကယ်နိုင်ငံရဲ့အရေးကြီးတဲ့အဆုံးအဖြတ်တွေအားလုံးနှီးပါးကိုစပရင်းလီဒါကပဲဆုံးဖြတ်ရတာဖြစ်ပါတယ်အီရန်နိုင်ငံကဘယ်နေရာမှာတည်ရှိရလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအာရှတိုက်မှာဆိုလို့ရှိရင်တော့ဒီအနောက်အာရှနိုင်ငံလို့တမသူ့ပြောလို့ရတယ်ယူရေးရှားမှာဆိုလို့ရှိရင်ကျွန်တော်ဒီယူရေးရှားကုန်းမြေရဲ့ကျွန်တော်ဒီတကယ်အလဲတက်တက်မှာရှိတဲ့နိုင်ငံလို့လည်းပဲဒါခေါ်လို့ရတယ်ပေါ့နော်ထူးခြားတာကဒီအီရန်နိုင်ငံကသူ့ရဲ့ဒီနည်းနည်းပဲချင်းတိစက်နေတဲ့နိုင်ငံကအားလုံးပေါင်းလို့ရှိရင်ဒီခုနိုင်ငံအထိကိုရှိရပေါ့နော်အဲ့မှာဆိုလို့ရှိရင်တူရကီရှိမယ်အီရတ်ရှိမယ်အဇာဘိုင်ဂျန်အာမေးနီးယားအာဖဂန်နစ္စတန်ပါကစ္စတန်တက်မန်နစ္စတန်ဒီခုနိုင်ငံရှိရပေါ့နော်အဲ့ဒီကမှသူနဲ့ထိစပ်နေတဲ့နိုင်ငံတွေအခွန်နိုင်ငံတွေကမှဒီအာမေးနီးယားတခုပဲဒီခရစ်ယာန်နိုင်ငံဖြစ်တယ်ပေါ့နော်တခြားနိုင်ငံတွေအကုန်လုံးကသူ့လိုပဲဒီတကယ်အစ္စလာမစ်နိုင်ငံတွေကြီးပဲပေါ့နော်ပြီးတဲ့အခါမှာဒီအီရန်နိုင်ငံကပါရှန်ပင်လယ်ကွေ့နဲ့အိုမန်ပင်လယ်ကွေ့အဲ့ပင်လယ်ကွေ့နှစ်ခုလည်းပဲဒါသူတို့ကထိစပ်နေတယ်ပေါ့နော်အဲ့ပင်လယ်ကွေ့နှစ်ခုကြားမှာရှိရဲ့ဟော်မုတ်ကြီးလက်ကြားကလည်းပဲတကယ်ကိုအရေးပါတယ်ပေါ့နော်ကမ္ဘာပေါ်မှာရှိတဲ့တကယ်ရင်းနှံနေပေါ့နော်ဒီကမ္ဘာမှာရင်းနှံတင်သွင်းမှုရဲ့20%လောက်ကိုအဲ့ဟော်မုတ်ကြီးလက်ကြားကနေပြီးကျွန်တော်ဖြတ်သွားတာဖြစ်တယ်အဲ့ဒီလက်ကြားကိုလည်းပဲဒီအီရန်ကထင်းချိုးလိုက်မယ်ပိတ်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲဒါသူတို့အချိန်မီလုံနိုင်တဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ့ဒီရေလက်ကြားနေပြီးတော့ကျွန်တော်ဒီအထူးကရင်းနှံတင်ပို့တဲ့နိုင်ငံတွေကကျတော့ဒီ Saudi Arabia တို့ Kuwait တို့ Iraq တို့ Iran တို့ပေါ့နော်ဒီနိုင်ငံတွေကတော့ဒါသူတို့ရင်းနှံတင်ပို့မှုအများဆုံးနိုင်ငံတွေဖြစ်တယ်ပေါ့နော်အဲ့ဒါတော့သူရဲ့မြေအနေအထားပေါ့နော်ပြီးတဲ့အခါမှာအီရန်နိုင်ငံရဲ့လူဦးရေကကျွန်တော်ဒီ2025ခုနှစ်ခန့်မှန်းခြေအရဆိုလို့ရှိရင်62တန်းကျော်အထိရှိရယ်သူရဲ့မြို့တော်ကကျတော့တီဟီရန်မြို့ဖြစ်ပြီးတော့ကျတော့ဒီပြည်နယ်ပေါင်းကလည်းပဲ30ခုလောက်အထိရှိရယ်ပြည်နယ်ပေါင်း30ခုလောက်ထဲမှာမှဒီပြည်နယ်6ခုလောက်ကရေနံကိုမှမတရားထွက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်အဲ့ဒီရေနံနဲ့ပတ်သက်ပြီးတော့လည်းပဲဒီအီရန်နိုင်ငံအနေနဲ့အရင်တော့ကဆိုလို့ရှိရင်စစ်တွေပါတွေကစဖြစ်ခဲ့ဘူးသေးတာပါအီရန်နိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အီရန်နိုင်ငံကဒီသူတို့နိုင်ငံရဲ့ဘုရင်စနစ်ပေါ့နော်ဘုရင်စနစ်နောက်ဆုံးရှိခဲ့တဲ့နှစ်ကကျတော့ဒီ1989ခုနှစ်မှာဒီအီရန်နိုင်ငံရဲ့ဘုရင်စနစ်ကလုံးဝကိုပြတ်သုံးသွားတယ်ပေါ့နော်အီရန်နိုင်ငံရဲ့နောက်ဆုံးဘုရင်ကတော့မိုဟာမက်ရီဆာဖာလာဘီပေါ့နော်သူဘုရင်ဖြစ်တုန်းကဝန်ကြီးချုပ်ကလည်းပဲရှိသေးတယ်ပေါ့နော်အဲတုန်းကဝန်ကြီးချုပ်ကကျတော့မိုဟာမက်မူဆာဒတ်ပေါ့နော်ဒီအဲ့မိုဟာမက်မူဆာဒတ်ကအဲတုန်းကဒီသူကတော့နိုင်ငံရေးအာဏာအများဆုံးရတဲ့သူပေါ့နော်သူကဆုံးဖြတ်လို့ရတဲ့သူ့မှာအခွင့်အရေးရှိတဲ့လူအဲ့ဒါမှသူကဒီအင်္ဂလန်နိုင်ငံကဂျိုးမြတ်အများကြီးရနေတဲ့တကယ်ဒီအီရန်နိုင်ငံရဲ့ရင်းနှံလုပ်ငန်းပေါ့နော်အရင်းနှံလုပ်ငန်းကိုမှဒီသူကနိုင်ငံပိုင်အဖြစ်ကိုပြောင်းမယ်ဆိုပြီးတော့သူကအစီအစဉ်ချခဲ့တာတကယ်လည်းပြောင်းခဲ့တာပေါ့နော်ပြောင်းတဲ့အခါမှာဒီအင်္ဂလန်ကမကျေနပ်ဘူးမကျေနပ်တဲ့အခါမှာဒီအဲတုန်းကအင်္ဂလန်ကလည်းပဲအဲ့လိုမျိုးမကျေနပ်တဲ့အခြေအနေရှိတယ်ပြီးတဲ့အခါမှာအမေရိကန်ပေါ့နော်အမေရိကန်ကလည်းပဲအဲတုန်းကဒီရုရှားရဲ့ကွန်မြူနစ်ဇက်ကိုအဲအီရန်နိုင်ငံထဲကိုရောက်သွားမှာစိုးတာအချိန်မှာတော့ဒီအမေရိကန်ရဲ့ CIA နဲ့အင်္ဂလန်ရဲ့ MI6 ကပေါင်းပြီးတော့အဲဝင်းကြီးချုပ်ကိုပြန်ပြီးတော့အာဏာသိမ်းပြီးတဲ့အခါမှာခုနကဘုရင်ကိုသူတို့ကထိနှံလွှဲပေးလိုက်တာပေါ့နော်အချိန်မှာဘုရင်ကပဲအချုပ်ချာအာဏာကိုအခန့်အသတ်မဲ့ရသွားတယ်အဲ့လိုရတဲ့အခါမှာတော့ဒီအမေရိကန်ရဲ့လွှမ်းမိုးမှုတွေဒီအင်္ဂလန်ရဲ့လွှမ်းမိုးမှုတွေကလည်းပဲအဲဘုရင်ပုံမှာအများကြီးရှိသွားပေါ့နော်အဲ့လိုရှိတဲ့အခါမှာအီရန်နိုင်ငံရဲ့ပြည်သူတွေတချို့ကလည်းပဲမကြိုက်ကြဘူးပို့ဆိုးတာကတော့တကယ်ဘာသာရေးကောင်းဆောင်တွေပေါ့နော်အဲ့ဒီဘာသာရေးကောင်းဆောင်တွေကမကြိုက်တဲ့အခါမှာတော့ဒီ Islamic Revolution ဆိုတာအစပေါ်လာတယ် Islamic တော်လှန်ရေးဆိုတာမျိုးကအစပေါ်လာတယ်အစပေါ်တဲ့အခါမှာဒီဦးဆောင်တဲ့သူစပြီးတီချောင်းတဲ့သူကကြတော့ Ruhollah Khomeini ဖြစ်ပါတယ် Ruhollah Khomeini ကဒီအဲ့ Islamic တော်လှန်ရေးကို
1988မှာစပြီးတော့ကျွန်တော်တနစ်ကြာတဲ့အခါမှာတော့အဲ့တော်လိုင်းရဲ့အောင်မြင်သွားခဲ့တယ်ခုနကဘရင်ကလည်းပဲဒါထွက်ပြေးခဲ့ရတယ်ပေါ့နော်အဲ့လိုအောင်မြင်တဲ့အခါမှာတော့ရူဒေါ်လက်ခါမီနီကကျွန်တော်ဒီအီရန်နိုင်ငံရဲ့ Supreme Leader လုပ်ပြီးတော့ကျွန်တော်အခု Supreme Leader ဖြစ်တဲ့ဒီအလီခါမီနီကကျွန်တော်အဲ့တော့ကဒီအီရန်နိုင်ငံရဲ့သမ္မတလုပ်ခဲ့တာပေါ့နော်အဲ့ဒါနဲ့ဒီရူဒေါ်လက်ခါမီနီကကွယ်လွန်သွားတဲ့အခါမှာတော့အလီအာမီနီကထပ်ပြီးကျွန်တော်ဒီ Supreme Leader ထပ်ဖြစ်သွားတယ်အခုအချိန်ထိပဲပေါ့နော်အဲ့လိုပဲဖြစ်သွားတယ်ပေါ့နော်ဒါအီရန်နိုင်ငံရဲ့တကယ်အခြေခံချတဲ့အချက်လက်လေးတွေပေါ့နော်တည်ထားလို့ရှိရင်ပို့ပြီးကျွန်တော်အဆင်ပြေရပေါ့နော်အဲ့ဆိုလို့ရှိရင်အီရန်နိုင်ငံရဲ့ဒီဘာသာစကားရောဘာတွေပြောကြရလဲပေါ့နော်အီရန်ဘာသာစကားဆိုပြီးတော့ဒါမရှိဘူးပေါ့နော်ဒါသူတို့တွေကအရင်တုန်းကတည်းကအီရန်ဆိုတာကတကယ်ဒီနာမည်တစ်ခုဖြစ်ပြောင်းလဲခေါ်တာဖြစ်တဲ့အတွက်ဒီသူတို့ရဲ့အရင်တုန်းကရှိခဲ့တဲ့နာမည်ပေါ့နော်ပါရှန်ဆိုတဲ့နာမည်ပါရှန်ဘာသာစကားကိုသူတို့အခုအချိန်ထိလည်းပဲဒါသူတို့ရဲ့ရုံးသုံးဘာသာစကားအဖြစ်သုံးကြတာဖြစ်တယ်ပေါ့နော်အီရန်နိုင်ငံအတွင်းထဲမှာကတော့တခြားဘာသာစကားတွေလည်းအများကြီးရှိရပေါ့နော်အာဖဂန်နစ္စတန်တို့ပြီးတဲ့အခါမှာဒီတူရကီတို့အဲ့လိုမျိုးဘာသာစကားတွေလည်းပဲရှိတယ်ဒါပေမဲ့သူတို့ရဲ့ရုံးသုံးဘာသာစကားကတော့ပါရှန်ဘာသာစကားပေါ့နော်ကျွန်တော်တွေကပါရှန်လို့ပြောလိုက်မယ်ဆိုလို့ရှိရင်တော့တကယ်ဒီပါရှန်အင်ပါယာဝယ်လှမ်းမြင်ရတယ်ပေါ့နော်ပါရှန်အင်ပါယာကိုလှမ်းမြင်ရလောက်တဲ့အထိလည်းပဲပါရှန်အင်ပါယာအရင်တုန်းကအရန်ကိုအောင်မြင်ခဲ့တယ်အရန်ကိုကြီးမားလွန်းခဲ့တယ်ပေါ့နော်ဘယ်လောက်ထိကြီးမားခဲ့လဲဆိုလို့ရှိရင်ဒီကမ္ဘာလူကြီးရဲ့ဒီလူ9ယောက်ရှိရဆိုလို့ရှိရင်တယောက်ကအဲ့ပါရှန်အင်ပါယာရဲ့လက်အောက်ကိုကြာရောက်ဖူးတယ်လို့ပြောလို့တဲ့အထိကိုအဲ့ပါရှန်အင်ပါယာလေးပဲကြီးမားအောင်မြင်ခဲ့တာဖြစ်တယ်ပေါ့နော်တကယ်လို့မြန်အဆင်ပြေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့နောက်ထပ်ဗီဒီယိုမှာလည်းပဲအဲ့ပါရှန်အင်ပါယာအကြောင်းကိုတခြားလေးပြောပေးနိုင်ဖို့အတွက်ကိုကြိုးစားသွားပါမယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်